မြန်မာဒီပြူဖြစ်ရတဲ့ဒီဂျေအလူစကဒီဆရာကြီးဂျေအလူစကလက်ချက်နဲ့မြန်မာဟာပြူမဟုတ်ဆိုပြီးတမိုင်းဖြတ်ခံရပါတယ်အဲ့တော့ကျွန်တော်တို့ရှေ့ပိုင်းတမိုင်းနေAD 835ရှေ့ပိုင်းတမိုင်းနေအကုန်ကျွန်တော်တို့အဖြတ်ခံခဲ့ရတယ်အဲ့တော့ပကံမျိုးလေးမျိုးမှာ၃မျိုးပျောက်သွားတယ်ဒါပေမဲ့ဦးကျွန်တော်တို့သူတေသနာတွေအရာကျွန်တော်တို့ပြန်ပြီးတမိုင်းမှန်ကိုပြန်ပြီးတွေ့ရတာပေါ့လေနော်အဲ့တော့တရုတ်မှတ်တိုင်းတွေက BC 200ရာစုကနေ AD 15ရာစုအဲ့ဒီဟာကိုဖော်ပြနေတယ်အိန္ဒိယမှတ်တမ်းတွေဘင်္ဂလားဒေ့ရှ်မှတ်တမ်းတွေကယနေ့ BC 200ရာစုကနေယနေ့အထိဗြဟ္မာနော်တမီနဲ့ဗြဟ္မာပဲခေါ်တယ်သူတို့ခေတ္တရာမှာလဲဥပရမိဆိုတဲ့ငွေဘော်ဒီကျုပ်စာအထောက်ထားတွေရတယ်အဲ့ဒီအပြင်ပကံခေတ်ကြောက်စာယူတွေဒါယနေ့အထိရှိပါတယ်နော်ခုနဒါကျွန်တော်တို့ဒီဗြဟ္မာကိုပရမာတို့ပြုမာတို့ဟာအဲ့အတန်နေဖလှယ်ပြီးထားတာဒါဒီကြောက်စာဆောက်ကြီးတွေမှာပါပါတယ်နော်အော်ဒါကျွန်တော်တို့ဒီရှေးအောင်မြန်မာကြောက်စာများတတိယတွဲပကံခေတ်ကြောက်စာတွေပဲတက္ကရာ622မှ699နော်အော်ဒီထဲမှာဗြဟ္မာကိုပရမာလို့ခေါ်တာပြုမာလို့ခေါ်တာနောက်တစ်ခါပကံကိုပုရကမ္မနော်ပြုကမ္မလို့ထိုးရတာဒီကြောက်စာအထောက်ထားတွေကဒီထဲမှာအကုန်ပါပါတယ်အဲ့ဒါတွေကကျွန်တော်တို့လွတ်လပ်ရေးမရခဲ့ဒုတိယကမ္ဘာစစ်မဖြစ်ခင်တည်းကအဲ့ကြောက်စာတွေကတွေ့ပြီးသားပါနော်မြန်မာရာဇဝင်မှတ်တမ်းတွေမှန်ကန်ကြောင်းဒီကြောက်စာတွေလည်းဖော်ပြတယ်တရုတ်မှတ်တမ်းတွေလည်းဖော်ပြတယ်အိန္ဒိယမှတ်တမ်းတွေလည်းဖော်ပြတယ်သို့တော့မြန်မာသမိုင်းပြုစုပါတယ်ဆိုတဲ့ဆရာကြီးဂျေလူးစကသူတေသနာစာတမ်းမှာတော့အဲ့အထောက်ထားတွေအကုန်လုံးယာနဲ့ချီပြီးခြံပစ်ခဲ့တယ်ယာနဲ့ချီခြံပစ်ခဲ့ပြီးတော့မြန်မာပြူမဟုတ်ဘူးပြူကနန်းစောတိုက်လို့သေသွားပြီနော်မြန်မာဆိုတော့နောက်မှရောက်တာစစ်တိုက်တော်တိုင်းသူ့အရင်ရောက်နေတဲ့ကျန်တဲ့တိုင်းသားတွေလက်ထက်ကအေယာဝတီမြင့်ဝှမ်းလွင်ကြီးကိုလူထားတဲ့သူများမြေလူထားတဲ့သူနောက်မှပေါက်တဲ့ရွှေကြပင်ကအပေါ်ထိတ်တက်နေတယ်စစ်တိုက်တော်တိုင်းစစ်အင်အားရှိတိုင်းသူများမြေတွေတိုက်သိမ်းပြီးအကုန်လုံးလက်အောက်ခံလှုပ်ထားပါတယ်ဆိုတော့1937ကျရင်ဘာကြောင့်37မှာဒီရေးတယ်လဲဆိုတော့ကျွန်တော်တို့ဒုမအစီအုံလှုပ်ရှားမှုကိုသူလိုက်ချက်တယ်လို့အဲ့လိုစားဒုမအစီအုံက1937မှာဒီတစ်စီမျိုးပြီးဒုမဆိုပြီးတော့ဒီတော့ကိုအော်မယ်အဲ့မှာခေါင်းသမိုင်းနဲ့ပြန်ပြီးတော့ဒီလိုပို့ဆော်တယ်ဒုမအစီအုံရဲ့နောက်လုံးဝလွတ်လပ်ရေးကိုတောင်းတယ်ဒုမအစီအုံရနော်လွတ်လပ်ရေးများရင်လက်နဲ့ကင်မယ်အထိပြောတယ်အဲ့မှာသူကဒုမအစီအုံရဲ့လွတ်လပ်ရေးလှုပ်ရှားမှုတွေကိုတမိုင်းနည်းနဲ့တံပြန်လိုက်ဖြစ်တဲ့သဘောမျိုးတွေ့ရပါတယ်အဲ့တော့အခုတော့ကျွန်တော်တို့ဒါပြန်ပေါ်လာပြီပေါ့လေနော်ဒါ2003မှာမြန်မာဟာပြူနော်မြန်မာကောပြူရောဒီဗြဟ္မာနေအတန်နေရွေ့ပြီးပြောင်းသွားတဲ့အမိဘွားအမိတစ်တွေနော်အဲ့ဒီဟာလည်းကျွန်တော်တို့ဖော်နိုင်ပါပြီနောက်တခါသူတို့ညာစီတီပြူကြောက်စာလို့မျက်စိလှည့်ခဲ့တဲ့ဟာရှိတယ်အဲ့တော့တရိခိတ္တရနဲ့ပကံညာစီတီမှာဘယ်သူမှမဖတ်တတ်တဲ့ကြောက်စာရှေးဟောင်းကြောက်စာဟောင်းတွေတွေ့တယ်အနောထာမတိုင်ခင်ကသူ့ထက်ကို2,500ဆောတဲ့ရှေးဟောင်းအခရာတွေနဲ့ဘယ်သူမှမဖတ်တတ်ဘူးအဲ့ဘယ်သူမှမဖတ်တတ်တဲ့ကြောက်စာဆိုတာဟာအနုံးလိုပဲထားပါတယ်အမျိုးမီမသိဒီကြောက်စာကိုဝေါဟာရတွေတရားစနစ်တွေဝကြဖွဲ့ပုံတွေမဖော်နိုင်မချင်းလူမျိုးအမည်မတတ်ရပါဘူးသူတေသနာလှုပ်ထုတ်လုပ်နည်းအရာအနုံးမဲ့ထားပါဒါပေမဲ့အဲ့ဒီမှာဂျေလူးစကောသူ့ဆရာကြီးဘလက်ဒင်လန်ဒန်တက္ကသိုလ်ကဘာသာပေဒပမုခ linguistic ပမုခဆရာကြီးဘလက်ဒင်ရောဂျေလူးစကောနောက်အဲ့ခေတ်ကြောက်စာဝေါ်ခြားတူရိုင်းစရော3ယောက်ပေါင်းပြီးတော့အမျိုးအမည်မသိအနုံးလို့ထားမယ်ကြောက်စာတွေကိုအဲ့ဒါတွေကိုသူကပြူစာလို့တတ်လိုက်ကြတယ်ပြီးတော့မှဒီဟာတွေကိုဗမာတွေတော့မဖတ်တတ်တဲ့အတွက်ပြူစာနဲ့ဒါမြန်မာစာမတူဟာစာမတူရင်ဒါလူမျိုးမတူတာပဲဆိုပြီးတခါပြူတဲ့မြန်မာမတူဆိုပြီးအဲ့ရှေးအောင်ကြောက်စာတွေကိုအတုံးချပြီးတခါသူကထပ်ဖြတ်ချတယ်နော်အဲ့တော့ဒါကျွန်တော်တို့သူတေသနာနဲ့ပြန်လိုက်တယ်ကဲဒီကြောက်စာတွေကိုဘာကြောင့်ပြူလို့ခေါ်တယ်လဲဘ
သူကအတီးပြုတ်တယ်လေဘသူဖတ်နိုင်လဲဆိုတော့ဆရာပလက်တင်က66လုံးမဲ့အဓိပ္ပာယ်ဖော်နေတယ်ဝါကြတဲ့ကြောင်းမှမဖတ်နိုင်အဓိပ္ပာယ်ဖော်နိုင်တာလဲမြတ်တိတိကြောက်စာတိုင်းမှာ၄မျက်နှာပါတယ်ပါဠိတစ်မျက်နှာမြန်မာတစ်မျက်နှာမွန်တစ်မျက်နှာပါတယ်အဲ့၃မျက်နှာနဲ့ဘာမှမသိတဲ့မျက်နှာနဲ့တိုက်ဖတ်လိုက်တယ်တိုက်ဖတ်လိုက်တဲ့အခါမှာပါဠိနဲ့အတန်တူတဲ့စလုံးတွေဆွဲထုတ်တယ်မွန်ကြောက်စာနဲ့အတန်တူတာတစ်လုံးတူတယ်ထနော်ရွှေကိုခေါ်တဲ့ထတစ်လုံးအဲ့ဒါလဲမွန်ကတခြားခမာညွန့်နယ်စုတွေစီကယူထားတဲ့ဟာမွန်ဝေါဟာရအစ်စ်မဟုတ်ပြန်နောက်မြန်မာစာမျက်နှာနဲ့တိုက်ဖတ်တဲ့အတွက်အလုံး40ကျော်သူဖော်လို့ရတယ်ဘာလို့ဘာမှမသိတဲ့စာမျက်နှာနဲ့တိုက်ဖတ်လိုက်တဲ့အခါမှာမြန်မာမျက်နှာမှာပါရတဲ့အတန်တူလို့တာမယားတိုင်းပြည်ရွာမြဒီအဲ့မှာဟိုမြလူပေါ့နော်ဒီကျွန်တော်သစိမ်းကိုခေါ်တာအစရှိသဖြင့်မြန်မာဝေါဟာရမြန်မာကြောက်ဆန်နဲ့တိုက်ဖက်လို့ထွက်လာတဲ့အလုံး40ကျော်ကိုသူကဘာလို့ပြလိုက်လဲသူတို့ကဘာပြောလိုက်လဲဆိုတော့ဒါပြူဝေါဟာရဒါမြန်မာဝေါဟာရမဟုတ်ဘူးတခါပြူဆိုတာယာယီခေါ်တာပါတဲ့ဆရာပလက်တင်ကသူ့ကိုခေါ်ခိုင်းလို့ကျွန်တော်ဝါကြတွေမဖတ်နိုင်ဘူးတဲ့တရားစနစ်လည်းမပြောနိုင်ဘူးတဲ့ဝေါဟာရ66လုံးပဲတဲ့ကျန်တဲ့၃မျက်နှာနဲ့တိုက်ဖက်လို့66လုံးတဲ့အဲ့တော့အဲ့ကပါဠိတို့မွန်တို့ဖယ်လိုက်တဲ့ကျန်တဲ့ဟာကျွန်တော်ယာယီအဖြစ်ပြူလို့ခေါ်မယ်တဲ့ဆိုတော့သူရကနာစီကံကိုသူချိုးဖောက်လိုက်တာယာယီပြူလို့ခေါ်လိုက်တော့ခုနပြောတဲ့တာမယာတိုင်းပြည်အဲ့ဝေါဟာရတွေကပြူဝေါဟာရလို့ဖြစ်သွားမြန်မာဝေါဟာရတွေဖြစ်နေပြူဝေါဟာရဖြစ်သွားတယ်အဲ့တော့အနုံလို့သာထားရင်အဲ့ဝေါဟာရတွေဒီမြန်မာဝေါဟာရလို့တတ်ဒါပေမဲ့တို့အဲ့မှာ twist လုပ်လိုက်တာပေါ့နော်အမျိုးမြင့်မသိကြောက်စာလို့ထားရင်သားတို့မယားတို့တိုင်းပြည်တို့ရွာတို့ဒါတွေဒီမြန်မာဝေါဟာရလို့ပြောရတော့မယ်ဒီလိုမပြောချင်တဲ့အတွက်တို့ကဒီကြောက်စာကိုယာယီအမည်ပြုလို့တတ်တယ်ဒါကြောင့်ဒါယာယီဒါပြူဝေါဟာရတော့ဆရာပလက်တင်ကဆလို့သွားတယ်အဲ့နောက်မှာဂျေလုစ်နဲ့ခြားပြိုင်တဲ့ကတလုံးမမဖော်နိုင်ဘူးတလုံးမမဖော်နိုင်မနဲ့တို့ဆက်ပြီးတော့ဆရာပလက်တင်ပြောလို့ပြူစားတွေနော်ပြူစားတွေပြူရင်ကျေးမှုတွေပြူအခရာတွေတရိခိတရာပြူမျိုးကြီးပလက်တင်ပြောလို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးနော်ပလက်တင်ဆိုတာဘယ်သူမှမဖတ်တတ်တဲ့အများစုဒီပြူကြောက်စာတိုင်းကြီးကစလုံး66လုံးကြီးတောင်ဖော်ထုတ်ပေးနိုင်တဲ့အင်မတန်အောဘွေရပြူစာပညာရှင်ပါညာနဲ့ဗလက်တင်ကိုတစ်ဖက်ကပင့်ပေးတယ်ပင့်ပေးပြီးဗလက်တင်ပြောလို့ပြူစာဆိုပြီးသူတို့လှုပ်ချလိုက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံတစ်ခုလုံးရောတစ်ကမ္ဘာလုံးရော1900အဲ့ဒါ7နှစ်မှာနှက်ချလိုက်တာပဲနော်နှက်ချတယ်လို့ဘာလို့ပြောရတယ်လဲဆိုတော့စလုံး489လုံးပါတယ်66လုံးပဲဖော်နေတယ်ဝကြတဲ့ကြောင်းမှမဖတ်နိုင်ဘူးတရားစနစ်လုံးဝမဖော်နိုင်ဘူးနော်စကားစု4000မဖော်နိုင်ဘူးအဲ့တော့အနုံးမဲ့ထားရမယ့်ဟာကိုယာယီအမည်ပြူလို့တက်လိုက်တာဒီတက်ခွင့်မရှိဘဲနဲ့သူတေသနာစီကံချိုးဖောက်ခဲ့တာသူတေသနာစီကံချိုးဖောက်ပြီးယာယီအမည်ပြူလို့တက်တယ်အဲ့မှာတွေမရက်သေးဘဲနဲ့ဗမာဝေါဟာရတွေကိုဗမာဝေါဟာရမပြောဘဲပြူဝေါဟာရလို့လုပ်လိုက်တယ်နော်အကုန်လုံးနှက်ချသွားတော့